ကြောင်းမျိုးကြောင့်ကိုပတ်ဝန်းကျင်ကိုမိသားစုပေါင်းတင်မိတ်ဆွေတငယ်ချင်းကိုရဲ့စီးပွားဘက်ပါတနာတွေရဲ့ပြောစကားဆိုစကားအတင်းအဖြစ်ကြည့်တဲ့မျက်လုံးပေကြောင့်စိတ်ခံစားလွယ်တဲ့သူစိတ်ထိကိုက်လွယ်တဲ့သူဖြစ်နေလားဖြစ်နေရဆိုလို့ရှိရင်ဒီကိုပဲဆုံးအောင်ကြည့်တော့ပေးပါဘာဖြစ်လို့စိတ်ခံစားလွယ်ရတယ်စိတ်ထိကိုက်လွယ်တာလဲဆိုရှင်ဒီမှာတိကျတဲ့ဘန်းတိုင်းဆိုတာဘိုးမရှိလို့အဲ့လိုချက်ဒီစကားပြောချဲလေးတစ်ချိန်ကအကြည့်လို့ရှိရင်မကြိုက်ဘူးသူများဝေဖန်လို့ရှိရင်စိတ်ဆိုးတယ်သူများကဲ့ရဲ့လို့ရှိရင်သူကဘာလဲကိုလုပ်ကိုမလုပ်ဘူးဒီချက်ကကိုမှဒီနေ့ဘာလုပ်မယ်မနေ့ပြန်ဘာလုပ်မယ်တစ်ပတ်ခါဘာလုပ်မယ်တစ်လဘာလုပ်မယ်တစ်နှစ်ဘာလုပ်မယ်ဆိုတော့တိကျတဲ့ plan မရှိလို့သူများပြောစကားဆိုစကားတွေမှာ like ခံစားပြီးတော့လမ်းပြောက်ခဲ့တာအဲ့ဒါတကယ်မိတ်ဆွေမှာလည်းတိကျတဲ့ပန်းတိုင်တစ်ခုလားမရှိကြည့်ချဲ့လို့ပဲဖြစ်မှာချဲ့အဲ့ဒီကနေခုရုံထွက်လာတာတိတ်မကြသေးဘူးချဲ့အရင်တော့ဆိုလို့ရှိရင်ချဲ့မှာတိကျတဲ့ပန်းတိုင်ရှိရင်သူများတွေလည်းချဲ့လုံးဝပြေးမဆိုင်တတ်ဘူးဒါပေမဲ့ချဲ့မှာတိကျတဲ့ပန်းတိုင်တစ်ခုလည်းမရှိရောအလုံးမလုံးတော့ထိုင်တော့မယ်လဲဆိုတော့ပုံမှန်ဒီလိုတဲတဲကြီးစရာကိစ္စမရှိတဲ့နောက်ပိုင်းမှာဘေးတွေကိုကြည့်ဖြစ်တာတဘာဝပဲအဲ့တော့ကိုကတဲတဲကြီးစရာရှိတယ်ဆိုရင်ဘေးကိုမကြည့်ဘူးတဲတဲကြီးစရာပါလဲပန်းတိုင်တိကျတဲ့ပန်းတိုင်ရှိမနေတဲ့အခါမှာ daily plan မနေ့ကမှဘာလုပ်မလဲတစ်ပတ်ကမှဘာလုပ်မလဲတိကျတဲ့ရည်ရွယ်ချက်မရှိတော့ weekly plan တစ်ပတ်တစ်ခါဒီပတ်မှာဘာတွေပြီးအောင်လုပ်တော့နောက်တစ်ပတ်မှာဘာတွေလုပ်သွားမယ်ဆိုတော့အစီအစဉ်မရှိဘူး monthly plan တစ်လတစ်ခါဒီတစ်လအတွင်းမှာဘာတွေပြီးအောင်လုပ်မယ်နောက်တစ်လမှာငါဘာတွေဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် purpose မရှိဘူးတစ်နှစ် plan year plan ဒီနှစ်မှာငါဘယ်လိုလုပ်ဖြစ်အောင်လုပ်မယ်လာမယ့်နှစ်မှာငါဘယ်လိုလုပ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မရှိသည့်အတွက်ပန်းတိုင်မရှိသည့်အတွက်တင်သည်မိတ်ဆွေတို့သည်ကွယ်တို့သည်သူများပြောစကားသူများပါဆက်ဖြာမှာလမ်းဆုံးတာဖြစ်တယ်အခုတင်သည်သူများပါဆက်ဖြာမှာလမ်းဆုံးနေသူဖြစ်နေဆိုလို့ရှိရင်ခုနပြောတဲ့ daily plan weekly plan monthly plan yearly plan ရှိဖို့လိုအပ်တယ်အတိတိကျတဲ့ပန်းတိုင်လေးတာချမှတ်ပေးတာတင်ဒီဇိုင်းမပြတ်မကွက်အလုပ်လုပ်သွားကြည့်ပါတင်သည်ဘသူဦးမှလည်းမကြည့်အားသလိုဘသူပြောတာမှလည်းနားထဲမှာလည်းကြားမှာမဟုတ်ဘူးဘသူကကိုဘယ်မျက်လုံးနဲ့ကြည့်တာမှလည်းကိုမျက်လုံးကမြင်မှာမဟုတ်တော့အဲ့ဒါတကယ်နော်အဲ့တော့မိတ်ဆွေမှာအခုချက်ပြောသလိုဖြစ်နေရဆိုလို့ရှိရင်တိကျတဲ့ပန်းနိုင်လေးချပြီးတော့အလုပ်ကလေးလုပ်ကြည့်လိုက်ပါတင်သည်ဘသူကြောင်းထဲမှာသူ့ရဲ့မျက်လုံးကြောင်းထဲမှာလည်းစိတ်တိကိုက်လွယ်မှာမဟုတ်ဘူးဘသူရဲ့ပါဆက်ဖြားကြောင်းမှာလည်းစိတ်တိကိုက်လွယ်မှာမဟုတ်ဘူးအဲ့တော့ဒီစိတ်တိကိုက်လွယ်ပြီးတော့အလုပ်ပြက်အကင်ပြက်ဖြစ်ပြီးအလုပ်တွေမလုပ်ဖြစ်ဘူးဆိုတာသင်မှာတိကျတဲ့ပန်းနိုင်မရှိလို့ဆိုတာမယုံလို့ရှိရင်နှစ်ခုပေါ်လက်တင်ပြီးတော့ပဲစဉ်းစားလက်ပေါ်နှစ်ခုတင်ပြီးတော့ပဲစဉ်းစားတက်ကြည့်စဉ်းစားအဖြေထွက်သွားလိုက်မယ်ဖြေထွက်လာလိုက်မယ်အဲ့ကြောင့်လို့ရှင်တော့တင်ပြုတ်ပြန်လိုက်တော့ပဝန်းကျင်လုံးဝမတင်ကိန်းဆိုင်မိမှာမဟုတ်တော့ဘူးဆိုတာအလုတ်ကတက်တည်ပြပါလို့စိတ်စကားတင်တကယ်လှုပ်ကြည့်တဲ့အခါကျမှပူပြီးတော့မှန်ကန်ပါလားဆိုတာတက်တည်ပြတော့မှာအဲ့တော့ဒီဗီဒီယိုကတင်ကိုတိကျတဲ့ဘန်းနိုင်တစ်ခုချကျင်စိတ်ဖြစ်သွားတယ်ဆိုလို့ရှင်တော့လက်မလေးထောင်ခဲ့လိုက်ပါကျေးဇူးတင်ပါတယ်ကိုရှိပါ